အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါ share ပေးချင်တယ်လေမရှိတို့အနေနဲ့ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်တီးထိုက်တဲ့အရာလေးတွေကိုကျွန်တော်ဒီလောက်မျှဝေပေးချင်ပါတယ်မရှိတို့ကဖုန်းကိုဘာကြောင့်ဝယ်ချင်တာလဲကျွန်တော်တို့ဂိမ်းဆော့ဝယ်ချင်တာလားဒါမှမဟုတ်ရင်လည်းကျွန်တော်တို့အနေနဲ့ဗီဒီယို edit လုပ်ဖို့ဝယ်တာလားဆိုတာမရှိတို့အနေနဲ့သိဖို့လိုပါတယ်ဒီတင်ပြတဲ့အချက်လေးတွေကတော့ကျွန်တော်တို့အနေနဲ့ပထမဦးဆုံးမိတ်ဆွေတို့ရဲ့ဖုန်းဟာဝန်ဘယ်လောက်ရှိတယ်လဲပထဝီရာခိုင်နှုန်းဘယ်လောက်ရှိတယ်လဲကျွန်တော်တို့စတိုးတစ်ဘယ်လောက်ရှိတယ်လဲဆိုတာလေးကိုအရင်ဆုံးကျွန်တော်ပြောပြပေးချင်ပါတယ်ပထမဦးဆုံးဖုန်းဆိုင်ကိုရောက်ရင်ကျွန်တော်တို့အနေနဲ့ဖုန်းတစ်လုံးကိုမဝယ်ခင်ပထမဦးဆုံးရှင်းရမှာကတော့နံပါတ်1 setting ကိုဝင်လိုက်မယ်စတင်ကိုတစ်ချက်နှိပ်ဖို့ပြလိုက်ပါစတင်ကိုရရင်ကျွန်တော်တို့ကစတိုးတစ်မှာကြီးမှာဖြစ်တဲ့အတွက်စတိုးတစ်ကိုတစ်ချက်သွားရအောင်မိတ်ဆွေတို့ရဲ့ဖုန်းကဝန်ဘယ်လောက်ရှိတယ်လဲကျွန်တော်တို့စတိုးတစ်ဘယ်လောက်ရှိတယ်လဲကြည့်အောင်ဖုန်းတစ်လုံးနဲ့တစ်လုံးနဲ့တော့ခွာခြားမှုတော့တိတ်မရှိပါဘူးနည်းနည်းလေးပဲခွာပါတယ်ကျွန်တော်တို့ Samsung Oppo Vivo တိတ်မကွာပါဘူးကျွန်တော်ကတော့ Oppo ကင်တာဖြစ်တဲ့အတွက် device ကိုတစ်ချက်နှိပ်ပြီးကြည့်အောင်ကျွန်တော်ရဲ့ဖုန်းကစတိုးတစ်မှာ256 GB ရှိပါတယ်မရှိတော့ဗီဒီယို edit လုပ်မလား game ဆော့မလားစိတ်ကြိုက်ဆော့လို့ရပါတယ်ဒီလောက်ဆိုရင်ကျွန်တော်တို့အနေနဲ့ရိုးရိုးလေးတက်ပုံရရုံနဲ့ဆိုရင်တော့အဲ့လောက်ကြီးသုံးကြမလို့ပါဘူးကျွန်တော်တို့ဒီမှာပထဝီရာခိုင်နှုန်းရစပြီးတော့ပြနေပါတယ်ပထဝီကျွန်တော်တို့9000 ampere ရှိပါတယ်ဝန်မှာတော့ကျွန်တော်ရဲ့ဖုန်းကတော့စနစ်ရှိပါတယ်စနစ်ကနေမှနောက်ပြီးရင်ထပ်ပြီးတော့စနစ်ပေါင်းလို့ရပါတယ်ကျွန်တော်တို့ဒီမှာနောက်ဆုံးမှာမိတ်ဆွေတို့ရဲ့ဘာချင်းဟာ10ကျော်လား10အောက်မှာလားကြည့်လို့ရပါတယ်အဲ့ဒါဘာချင်းကိုတစ်ချက်နေရင်ကျွန်တော်ဖုန်းက14မှာရှိပါတယ်ဒီလိုမျိုးလေးစမ်းတက်ပြီးတော့ဝယ်ချင်ပါတယ်တချို့ကဖုန်းတစ်လုံးဝယ်မယ်ဆိုရင်သူများဝယ်လို့ဝယ်တာသူများကင်လို့ကင်တာဘာတစ်ခုမှနားမလဲပါဘူးဖုန်းဆုံးပြီးရဆိုပြီးတော့ဝယ်လိုက်တာအဲ့လိုမျိုးတော့မဖြစ်ချင်ပါဘူးအားလုံးဒီနေ့တိုင်းကြည့်ပြီးတော့ဝယ်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်